တိုင်းကြီးမူရီစေပြင်စိုးစစ်အညူရောင်လေးပါထဲမှာပါတဲ့ပါဝင်ပစ္စည်းလေးတွေကတော့စေဘူးလေးနှစ်ခုရဲ့ဘီးလေးရဲ့လက်အိတ်လေးရဲ့ခြုံထည်လေးရဲ့ပါဝင်ပါတယ်သူ့ကိုစိုးမယ်ဆိုလို့ရှိရင်အထဲမှာပါတဲ့ပါဝင်ပစ္စည်းလေးဖြစ်တဲ့စေဘူးလေးနှစ်ဘူးတွေကဆေးလေးတွေကိုဇာတူရောဆက်ပေးရပါမယ်ဇာတူထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဆေးလေးနှစ်မျိုးကိုရောဆက်ပေးလိုက်ပါရောဆက်ပေးသွားပြီဆိုလို့ရှိရင်တော့အစတင်ပြီးတော့စိုးလို့ရပါပြီအမရဲ့စပင်ကဒါခေါင်းမလျှော်ရသေးပါဘူးခေါင်းမလျှော်ရသေးလဲဆေးကိုစိုးလို့ရပါတယ်အခုဆိုလို့ရှိရင်စတင်ပြီးတော့စိုးပေးလိုက်ပါပြီတကောင်လုံးကိုနှက်ဆက်အောင်လို့စိုးပေးပါတယ်တကောင်လုံးနှက်ဆက်အောင်စိုးပြီးသွားပြီဆိုလို့ရှိရင်တော့မိနစ်20လောက်စောင့်ပါမယ်နော်စိုးဆေးမှာကက်မီကယ်လုံးဝမပါဝင်တာမို့လို့ဆေးလေးထည့်ထားတဲ့ဘူးလေးတွေဘီးလေးတွေမှာဆိုလို့ရှိရင်စိုးဆေးလေးတွေကက်ပြီးကျန်ခဲ့တာအယောင်လေးတွေကက်ကျန်ခဲ့တာမျိုးမရှိဘူးဆိုတာတွေ့မြင်ရမှာပါနော်အခုဆိုလို့ရှိရင်စိုးပြီးသွားပါပြီစိုးဆေးအညိုရောင်လေးပါရှင်